ကံတရားဆိုတာကိုလုံးလိုက်လို့တစ်ဖက်သားအစဉ်ပြေသွားရင်အဲ့ဒီအစဉ်ပြေမှုဟာကိုစီပြန်ရောက်ကံတရားရဲ့တော့ကိုလုံးတဲ့ဟာကိုစီပြန်ရောက်မရောက်ခဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတော့ပျောက်ချင်ပျောက်ဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးရင်ကိုစီအဲ့တော့ကုသိုလ်လုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့လုပ်ငန်းသေးတာမသေးတာဒီလူတာလည်းကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမပေါ့ဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တယ်ကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ချင်လုပ်ရင်တော့အကျိုးပေးတော့လည်းမပေးချင်ပေးမှာပဲဒါသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေနာတိုင်းဖြစ်မှာစိတ်ဒီကတော့ဒါနလေးဒီကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမမြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ရမယ်တာထာတာနဲ့လေးဒီကိုယ်တိုင်ပါဝင်လုပ်ရမယ်အလိုလိုနဲ့ဒီတိုင်းအာဂမနဒိဋ္ဌိကိုလုံးတဲ့ဟာတွေဘယ်တော့မှပျောက်ပြစ်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနာလည်းပြီးလူတဲ့တန်းနဲ့ကုသိုလ်လုပ်ရမယ်တူဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြစ်သွားတာမဟုတ်ဘူးကိုယ်စီရောက်လာအေးဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝဝမ်းသာနှစ်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလုံးစုံပို့ပြီးတော့ဝမ်းသာရနိုင်မယ်လို့ဒီလိုခေါ်တာ